ဒီမင်္ဂလေးဟာတချင်းစော်လိုက်တိုင်းမှာကွယ်လွန်သွားပြီဖြစ်တဲ့သူမရဲ့ချစ်သူကိုရေထဲကနေဆင့်ခေါ်နိုင်စွမ်းရှိခဲ့ပါတယ်။သူမကဒီအကြောင်းကိုသူငယ်ချင်းတွေကိုပြောပြခဲ့ပေမဲ့အားလုံးကတော့သူမယူသွားပြီလို့ပဲထင်နေကြတာပါ။သူမပြောတာအမှန်ဆိုတာတက်တည်ပြောဖို့အတွက်ဖုန်းနဲ့ဗီဒီယိုရိုက်ဖို့ဖိလိုက်တဲ့အချိန်မှာပဲသူမရဲ့ချစ်သူပေါ်လာပြီးဖုန်းကမြစ်ထဲကိုမတော်တဆပြုတ်ကျသွားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲရေစီကျုံတစ်ခုကဖုန်းကိုသူမစီပြန်ပို့ပေးခဲ့ပါတယ်။သူမကရှေ့တိုးသွားဖို့စူးစမ်းပေမဲ့ရေလိုင်းတွေကသူမကိုညှင်းသားစွာပဲနောက်ကိုတွန်းထုတ်ခဲ့လို့သူမဟာမြစ်ထဲကိုပဲတန်းပြီးခုန်ချလိုက်ပါတော့တယ်။သူမမျောလင့်ထားတဲ့အတိုင်းရေထဲမှာသူမရဲ့ချစ်သူကိုတွေ့လိုက်ရပေမဲ့ရေမျက်နှာပြင်နှင်းဆင်းသွားပါနဲ့သူဟာချက်ချင်းပဲပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူမဟာဘေးကိုသွားရေတစ်ခွက်ကိုအမြဲတမ်းယူဆောင်သွားပါတော့တယ်။တခြားသူတွေရဲ့အမြင်မှာတော့သူမဟာရေခွက်တစ်ခွက်ကိုစကားပြောနေသူတယောက်ဖြစ်နေပေမဲ့သူတို့နှစ်ယောက်ကတော့အရင်လိုပဲနေတိုင်းအတူတူရှိနေခဲ့ကြပါတယ်။လေထိုးလင်းပိုင်ရုပ်ထဲမှာရေတွေဖိပြီးတော့လေသူမဟာသူ့ရဲ့ရင်ခွင်ထဲမှာခိုလုံရင်းအတူတူကခဲ့ပါသေးတယ်။ဒီလိုနဲ့မင်းကလေးဟာဘဝရဲ့မျှော်လင့်ချက်တွေကိုပြန်လည်ရရှိလာခဲ့ပါတယ်။ဒီရက်မှာတော့အင်္ဂပြန်လမ်းမှာကားတစ်စီးမတော်တဆပောက်ကွဲမှုဖြစ်ခဲ့ပါတယ်။သူမကသွားကူညီခြင်းပေမဲ့ဘေးကင်းရဲ့အတွက်သူငယ်ချင်းဖြစ်သူကတားထားတာကြောင့်တချင်းဆိုပြီးသူမရဲ့ချစ်သူကိုဆင့်ခေါ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူဟာရေတိုင်လုံးကြီးအဖြစ်ပြောင်းလဲပြီးမီးကိုညှိုင်တက်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီလိုလှုပ်ဆောင်မှုကသူ့ရဲ့အင်အားတွေကိုအများကြီးကုန်ခန်းသွားစေခဲ့ပြီးနောက်တစ်ချိန်ပြန်ပေါ်လာတဲ့အခါမှာတော့သူဟာအတော်လေးကိုအားနည်းနေတာတွေ့ရပါတယ်။